မင်္ဂလာပါရှင်ကိုတို့ရေစံနီ official channel လေးကနေပြန်လဲကြိုဆိုလိုက်ပါသည်ရှင်တစ်ခုလက်မျိုးသမီးတွေဆိုတာဘဝတွေအကြုံရှိသလိုသူတွေခန္ဓာကိုယ်တွေးကြော်တစ်ထောင်လိုအိမ်တွေကိုလည်းပို့ပြီးနားလည်တက်ကြတဲ့သူတွေပါဒါကြောင့်သူတို့နဲ့အတူတေမကျိတ်လေ့ကျင့်ခန်းလုပ်တဲ့အခါကိုတို့ဘက်ကဘလို့အချက်တွေကိုပို့ပြီးဂရုစိုက်ပေးရမလဲဘလို့ပုံစံမျိုးတွေကိုသူတို့ကပို့ပြီးသဘောကျခံစားချက်ရှိတတ်ကြတယ်လဲဆိုတာကိုဒီနေ့မှာစနီကကျမ်းမာရေးအရာပွတ်လင်းလင်းပြောပြပေးသွားမှာမို့လို့အဆုံးထိနားထောင်ပေးကြပါဦးနော်တကူလက်အမျိုးသမီးတွေဟာအတိတ်ကဒဏ်ရာတွေဒါမှမဟုတ်အတွေ့အကြုံထူးခြားတွေရှိထားတတ်ကြတဲ့အတွက်သူတို့အတွက်အရေးကြီးဆုံးကယုံကြည်မှုပါပဲအတူသေးမကျိတ်လေ့ကျင့်ခန်းမစခင်မှာသူတို့ကိုတန်ဖိုးထားကြောင်းပြသတဲ့စကားလုံးလေးတွေနှွေးထွေးတဲ့အနံတွေနဲ့အချိန်ယူပြီးအစပြုနှိုးဆော်ပေးတာမျိုးကိုသူတို့ကအယံသဘောကျတတ်ကြပါတယ်အချို့အစပြိုးလေ့ကျင့်ခန်းကိုစိတ်ရှည်ရှည်နဲ့လုပ်ပေးတာကသူတို့ရဲ့စိတ်ကိုပိုပြီးအရေးပျော်စေပါတယ်ကိုတို့ရဲ့တကိုယ်လက်အမျိုးသမီးအများစုဟာသူတို့ဘာကိုကြိုက်တယ်လဲဆိုတာကိုကောင်းသိကြပါတယ်ဒါကြောင့်သူတို့ကိုယ်တိုင်အပေါ်ကနေဥဆောင်ပြီးအရှိန်နဲ့အနံ့ကိုထိန်းချုပ်လို့ရတဲ့မြင်းစည်းလေးကျင့်ခန်းပုံစံမျိုးကိုပိုပြီးနှစ်သက်ကြပါတယ်ရှင်ဒီပုံစံမှာသူတို့ဟာကိုယုံကြည်မှုပိုရှိသလိုခံစားရပြီးလေ့ကျင့်ခန်းရဲ့ပန်းတိုင်ရောက်ရှိခြင်းကိုလည်းပိုပြီးလွယ်ကူရရှိနိုင်ကြပါတယ်ရှင်အနောက်ကနေလေ့ကျင့်ပေးတဲ့ပုံစံကတော့ကိုတို့ရဲ့စွမ်းဆောင်ရည်ကိုအပြည့်အဝပြသနိုင်သလိုသူတို့အတွက်လည်းထူးခြားတဲ့သွေးကြောတစ်ထောင်ထိမိရင်ခုန်လှုပ်ရှားမှုကိုပေးစွမ်းနိုင်တဲ့ပုံစံပါတကိုယ်လက်အမျိုးသမီးတွေဟာအတွေ့အကြုံရှိပြီးသားမို့လို့ထိမိရှိတဲ့လေ့ကျင့်ခန်းပုံစံမျိုးကိုပိုပြီးခံစားလိုကြတာကြောင့်ဒီပုံစံကသူတို့အတွက်အရန်ကိုကျမ်းမာလန်းဆန်းပြီးစိတ်စေပါတယ်ကိုတို့ရဲ့နောက်ဆုံးတစ်ချက်ကတော့သူတို့ဟာပွင့်လင်းလင်းပြောတာကိုပိုနှစ်သက်ကြတာပါပဲဘယ်နေ